အားလုံးပဲမင်္ဂလာပါအသက်ထက်အရေးကြီးသောအရာများအသက်ရှင်ခြင်းသည်တန်ဖိုးမဖြတ်နိုင်သောလက်ဆောင်တစ်ခုဖြစ်တော်လေလူဘဝတွင်အသက်ထက်ပို၍အရေးကြီးသည့်အခြေခံတန်ဖိုးများစံနှုန်းများနှင့်ရည်ရွယ်ချက်များရှိပါတယ်ဤအရာများကိုဘာသာရေးဓာတနိကဗေဒစိတ်ဓာတ်ရေးရာနှင့်လူကျင့်ဝတ်တို့မှရှုမြင်နိုင်ပါတယ်နံပါတ်1ဂုဏ်သိက္ခာနှင့်လူကျင့်ဝတ်လူတစ်ယောက်၏ဂုဏ်သိက္ခာသမာဓိရဲရင်မှုတို့သည်အသက်ထက်အရေးပါပါတယ်ဥပမာမှန်ကန်သောအရာကိုကာကွယ်ရန်အသက်စွန့်ခြင်းလိမ်လည်မှုကိုငြင်းပယ်ခြင်းနံပါတ်2မေတ္တာနှင့်စေတနာအခြားသူများအတွက်မေတ္တာကရုဏာစွန့်လွတ်အနစ်နာခံမှုတို့သည်အသက်ထက်ကြီးမြတ်ပါတယ်ဥပမာမိမိအသက်ကိုစတေးကသူတစ်ပါးကိုကယ်တင်ခြင်းနံပါတ်3လွတ်လပ်မှုနှင့်လူအခွင့်အရေးလွတ်လပ်ခွင့်တရားမျှတမှုလူဂုဏ်သိက္ခာတို့ကိုကာကွယ်ရန်အတွက်အသက်ပေးဆက်သည့်သူရဲကောင်းများရှိပါတယ်ဥပမာနိုင်ငံအတွက်လွတ်လပ်ရေးကြိုးပမ်းမှုတွင်အသက်ဆုံးခဲ့သူများနံပါတ်4ဘာသာရေးနှင့်ဝိညာဉ်ရေးဆိုင်ရာတန်ဖိုးဗုဒ္ဓဘာသာအလိုအရသစ္စာ4ပါးကိုသိမြင်ပြီးနိဗ္ဗာန်ရှာဖွေခြင်းသည်အသက်ထက်အရေးကြီးပါတယ်ဘာသာတိုင်းတွင်ဘုရားသခင်အားသစ္စာရှိခြင်းဝိညာဉ်ရေးဆိုင်ရာရှင်သန်ခြင်းကိုအသက်ထက်အလေးထားကြပါတယ်နံပါတ်5သမိုင်းနှင့်လူအဖွဲ့အစည်းအတွက်အမတ်တရားလူသားမျိုးနွယ်အတွက်အမှန်တရားတော်လှန်ရေးသိပ္ပံပညာတိုးတက်မှုတို့ကိုမျှဝေရန်အသက်ဆုံးခဲ့သူများ၏စွန့်လွတ်မှုသည်အသက်ထက်တန်ဖိုးရှိပါတယ်ဥပမာမြမသမိုင်းတွင်ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်လွတ်လပ်ရေးအတွက်စတေးခဲ့သူများနံပါတ်6အခြားသူများအတွက်ရပ်တည်ခြင်းမိသားစုသူငယ်ချင်းလူမှုအတိုင်းဝိုင်းအတွက်ကိုယ်ကျိုးစွန့်ကာရပ်တည်ခြင်းသည်အသက်ထက်အဓိပ္ပာယ်ရှိပါတယ်နံပါတ်9သင်္ခါရတရားအရှိတရားဗုဒ္ဓဘာသာတွင်အသက်သည်ပြုပြင်ထားသောသင်္ခါရတရားသာဖြစ်သည်အမှန်တရားသစ္စာနှင့်ဝိပဿနာဉာဏ်ရှိခြင်းကပိုမိုအရေးကြီးပါတယ်နံပါတ်8ကမ္ဘာလုံးဆိုင်ရာလူသားချင်းစာနာမှုကမ္ဘာကြီးအတွက်ငြိမ်းချမ်းရေးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဲ့သို့သောရည်ရွယ်ချက်များသည်တဦးချင်း၏အသက်ထက်ပိုမိုကျယ်ပြန့်ပါတယ်အနှစ်ချုပ်အသက်သည်အဖိုးတန်တော်လဲလူတစ်ယောက်၏စိတ်ဓာတ်အမှန်တရားအတွက်ရပ်တည်မှုသူတစ်ပါးအတွက်စွန့်လွတ်မှုတို့သည်အသက်ထက်ပင်ကြီးမြတ်ပါတယ်ဤတန်ဖိုးများကိုကာကွယ်ရန်လူသားများစွာသည်အသက်ကိုစတေးခဲ့ကြပြီးထို့သို့သောစိတ်ဓာတ်များကပင်လူအဖွဲ့အစည်းကိုအလင်းပေးလျက်ရှိပါတယ်စိတ်နှလုံးအေးချမ်းကြပါစေအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါသည်